ပြီးတော့ကိုကျော်ကတုံးလို့ရတဲ့ပစ္စည်းကိုအိမ်ကိုပြန်ယူလာခဲ့ပါတယ်ဟာငါ PC တစ်လုံးလောက်ဝယ်အောင်မှာကွာပြီးတော့ကိုကျော်က PC ဆိုင်ကိုရောက်လာပါတယ် အခု FPV ကဘယ်လောက်လဲဟာအကုန်လုံးနဲ့15သိန်းနဲ့ယူလေညီလေးဟုတ်ကိုကျွန်တော်အကုန်ယူလိုက်ပါရင်ဗျဟုတ် ပြီးတော့ကိုကျော်ကငွေအများကြီးပေးလိုက်ပါတယ် အေးယူပါတော့ရော့ ပြီးတော့သူကကားတင်ပြီးယူလာခဲ့လိုက်ပါတယ်ပြီးတော့အကုန်လုံးပြင်ဆင်လိုက်ပါတယ်ပြီးတော့သူကလည်းစော့ပါတော့တယ်ပြီးတော့စရုပ်အတစ်လေးလုပ်ဖို့စဉ်းစားလိုက်ပါတယ်ပြီးတော့ရင်ထောင်အလွတ်လာအတူငယ်ချင်းနဲ့လာတွေ့ပါတယ် ဟာရောက်တွေ့ရကြာပြီကွာဟာအေးဟုတ်ကွာလာငါအခုစေးရုပ်လုံးမင်းနဲ့ပါမှာဟာ ပြီးတော့သူတို့ဟိုပြတ်သွားတဲ့စရုပ်တွေနဲ့အကုန်စစ်ဆေးလိုက်ပါတယ် ဟိုတကိုးရလေးမင်းမကြည့်နဲ့လို့ဝါမင်းဟိုစေးရုပ်ကိုဒရိုးစေးရုပ်ကိုဖြစ်စီလိုက်တော့တူအောင်မင်းလာတိုက်အောင်ပါအခုမင်းတေချာပြင်စင်ထားရအောင်ဒရိုးမင်းလာရှာမှာကွာငါပြင်စင်ထားလိုက်မယ်ဒါမှငါအိမ်မှာခိုးလို့ထိုင်းစေးရုပ်တော့ရှိရငါမင်းပြလိုက်မယ်လေဒါမှငါမင်းရဲ့အင်ဂျီကိုတော့မယ်ဒီမှာ ဟိုမိုက်ဒါပဲကွာဒါမဲ့ငါမင်းရဲ့အင်ဂျီကိုတုံးလိုက်မယ်ကွာဆိုဟိုအင်ဂျီနဲ့ပေါင်းပြီးတော့ကိုကျော်ရဲ့တူငယ်ချင်းကကိုကျော်ရဲ့အင်ဂျီကိုဝတ်ကြည့်ပါတယ်မစိုးကွာမိုက်ဒါပဲကွာဒါမဲ့ငါရဲ့အုတ်ထုပ်ကိုယူလိုက်မယ်နော်ပြီးတော့သူကတူးတူငယ်ချင်းအင်ဂျီနဲ့လူစိုးအင်ဂျီနဲ့ပေါင်းထားတဲ့တာမဏိအင်ဂျီကိုဝတ်ကြည့်ပါတယ်ပြီးတော့တော်တော်လေးကိုမိုက်သွားပါတယ်ပြီးတော့တိုက်ပွဲအတွက်အစင်တစ်ဖြစ်နေပါပြီဒါကတော့အပိုင်း6ဖြစ်ပါတယ်အပိုင်းခွန်ကိုမနှက်ဖြန်မှတင်ပေးသွားပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ